Hey, လူဘဝဆိုတာမျက်ရည်တစ်ခါသာကြည့်တလဲနဲ့အမြဲတမ်းအပြောင်းလဲဖြစ်နေတဲ့လောကရန်တွေကြားမှာရက်တည်နေထိုင်တာပါအဲ့လိုနေထိုင်ရင်းနဲ့ကိုယ့်ကိုဘယ်သူကဘယ်လိုမြင်လဲဘယ်သူကအလေးထားဆက်ဆံလဲဆိုတာကကိုယ့်ရဲ့ပြုမှုပြောဆိုနေထိုင်မှုတွေပေါ်မှာအများကြီးမူတည်ပါတယ်လေးစားခံနိုင်သူဆိုတာပါလေကိုယ့်ရောဘာကြောင့်တမိုးထားရမှာလဲလူတစ်ယောက်ကိုလေးစားလာစေဖို့အဓိကတော့ချက်ကတော့အဲ့ဒီလူရဲ့စိတ်ထားနဲ့စကားလုံးတွေပဲဖြစ်ပါတယ်လူတွေကြားထဲမှာစကားပြောတဲ့အခါပညာရှိသူတည်ကြည်သူတယောက်လိုဖြစ်နေဖို့လိုအပ်ပါတယ်ကိုယ့်အတွေ့ကိုယ့်ယူဆကိုတည်ငြိမ်စွာရှင်းလင်းစွာပြောဆိုတတ်ရပါမယ်နောက်ပြီးတော့တစ်ဖက်လူရဲ့အပြောဆိုအမှားယွင်းတွေကိုဝေဖန်ဖို့ထက်သူတို့ရဲ့ပြောစကားကိုနားထောင်ပေးခြင်းကကိုယ့်ရဲ့ဉာဏ်ပညာကိုဖော်ပြရရောက်ပါတယ်လေးစားခံတိုက်တဲ့သူတွေကတစ်ဖက်လူရဲ့အသင်ဖြင်းတွေအသေးဖွဲကိစ္စတွေနဲ့အချိန်ကုန်လေးမရှိဘူးသူတို့ရဲ့အချိန်ကိုအမြဲတမ်းအကျိုးရှိမဲ့တိုးတက်မဲ့အရာတွေအတွက်ကအသုံးပြုပါတယ်ပုဂ္ဂိုလ်ကိုတမိုးထားပြီးတော့ဘဝကိုအကောင်းဆုံးဖြတ်သန်းနေတဲ့သူဘယ်သူမှမလေးစားပဲမနေနိုင်ပါဘူးတကယ်တော့လေးစားခံတိုက်သူဆိုတာကယာရုအရှိန်ဝါတွေကိုဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့အပြစ်မှုအပြောဆိုအတွေးခေါ်တွေကလူအများအပေါ်အကောင်းဆုံးတရားမှုရှိနေဖို့အတွက်သာဖြစ်ပါတယ်ကိုယ့်ရဲ့အသင်းနှလုံးကိုကိုယ်တိုင်ပြုပြင်ပြီးတော့သူများရဲ့အသင်းနှလုံးကိုအကောင်းဆုံးကောင်းမွန်တဲ့စိတ်ဓာတ်နဲ့ဖန်ဆင်းနိုင်ပါသည်ကိုယ်တိုင်ကကောင်းတဲ့သူမဖြစ်တဲ့၍ကိုယ်ကိုလည်းဘယ်သူမှလေးစားမှာမဟုတ်ပါဘူးဒီနေ့ကစပြီးတော့တမိုးရှိတဲ့လူတယောက်အဖြစ်ရက်တည်လိုက်ပါကျေးဇူးတင်ပါတယ်